င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်း channel လေးကကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမြို့အများစု၏နေ့အပူချိန်များတိတိတာတိုးလာသည်ကိုတွေ့ရသည့်အချိန်တွင်အစွန်းရောက်ရာသီဥတုဖြစ်စဉ်လာနီညာလက်ကျန်ငွေ့ကျန်ရှိနေသည့်သဖြင့်2024ခုနှစ်ကဲ့သို့ဆိုးရွားသောအပူချိန်များစီသို့တွန်းပို့ခြင်းမပြုသည့်မိုးလေဝသအခြေအနေကိုတွေ့နေရသည်လာမည့်တစ်ပတ်အတွင်းမိုးတိမ်များဝင်ရောက်လာပြီးမိုးအုံလာကနေ့ပူချိန်များမြင့်တက်နေရာကပြန်လည်ကျဆင်းလာနိုင်သည်ပင်လယ်ပြင်တွင်ရေမျက်နှာပြင်အပူချိန်မြင့်တက်နေသောလဲအနောက်တောင်လေအားကောင်းနှင့်မြမကမ်းရိုးတန်းဒေသများစီသို့တိုက်ခတ်နေပြီးမုတ္တမကွေ့တွင်မြောက်ဘက်သို့ချိုးကွေ့တိုက်ခတ်လာသောပင်လယ်လေးစီးကြောင်းကပဲခူးရိုးမှအရှေ့ဘက်ခြမ်းနှင့်အနောက်ခြမ်းတို့မှတဆင့်အလယ်ပိုင်းမိုးနှဲရေရှားတတ်သမျှအထိတိုးဝင်လျက်ရှိသည်အနောက်တောင်မုတ်တုံလေဝင်ရောက်နိုင်မည့်ရက်သည်မေလ20ရက်ကျော်မှသာပုံမှန်မုတ်တုံဝင်ရောက်ချိန်တိုင်းဝင်ရောက်ပွဲရှိနေသည်ဧပြီ28-29နေ့များတွင်ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရှေ့ခြမ်းနှင့်မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်တို့တွင်မိုးအနည်းငယ်ရွာနိုင်ပြီးတနင်္သာရီတိုင်းတောင်ပိုင်းတွင်မိုးအသင့်အတင့်မှမိုးများနိုင်သည်ကချင်ပြည်နယ်အထက်ပိုင်းစွန်ပရာဘုံနှင့်အထက်ပိုင်းဒေသများတွင်ဤရက်တစ်ပတ်အတွင်းမိုးများနိုင်သည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမည်။နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည့်အခြေအနေသတိပေးချက်25ရက်နေ့မှ28ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးမြောက်ပိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းတို့တွင်နေ့အပူချိန်များသည်ဧပြီလ၏ပုံမှန်နေ့အပူချိန်တို့ထက်2ဒီဂရီဆဲလ်စီယပ်မှ3ဒီဂရီဆဲလ်စီယပ်အထိအနည်းငယ်မြင့်တက်လာနိုင်ကြောင်းနှင့်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်းရှိဒေသအချို့တွင်ဧပြီလ၏ပုံမှန်နေ့အပူချိန်တို့ထက်3ဒီဂရီဆဲလ်စီယပ်မှ4ဒီဂရီဆဲလ်စီယပ်အထိတိတိတသာတိုးမြင့်လာနိုင်သည်ဟုခန့်မှန်းရပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္သာရီတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင့်တင်ရှိမည်လှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ9ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခန့်မှန်းချက်ရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲမိုးထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အသင့်ဖြစ်ထွန်းမည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အသင့်ဖြစ်ထွန်းမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အသင့်ဖြစ်ထွန်းမည်မိုးလေဝသသတင်းတွေကိုအချိန်နှင့်တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်